အားလုံးပဲမင်္ဂလာပါရှင် IKEA share ရရနာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့ဒီမိဘအုပ်ထိန်းသူတွေရန်ဖြစ်တဲ့အခါနောက်တစ်ခုကကြတော့သူတို့ဒီတယောက်တစ်ပေါက်လိုပဲအလွယ်ပြောမှာပေါ့နော်ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့တယောက်တစ်ပေါက်တညီတညွတ်ထဲမဟုတ်ဘဲနဲ့ consistent မဖြစ်ဘဲနဲ့ team work လိုမျိုးမလုပ်ဘဲနဲ့ခလေးငယ်တွေအပေါ်ကို disorganize ဖြစ်တဲ့ parenting style နဲ့ပေါ့နော်ပြောရမယ်ဆိုရင်တော့ကျွန်မခုနပြောတဲ့စကားပြန်ပြောမှာပေါ့တယောက်တစ်ပေါက်စီကံတတ်မှတ်ထားတာကိုတယောက်တစ်ပေါက်ချိုးဖြတ်တဲ့ဟာမျိုးပေါ့ဒါမျိုးပုံစံနေနဲ့ခလေးငယ်တွေကိုတင်းတင်းဆက်ဆံတဲ့အခါမှာခလေးတွေပေါ်ဘာတွေတက်ရောက်မှုရှိလဲဆိုတော့အချက်နဲ့ပတ်သက်ပြီးတော့ကျွန်မပြောပြမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ parenting က team work ဖြစ်တယ်ဆိုတဲ့ဟာရဲ့ပြီးတော့မိဘအုပ်ထိန်းသူတွေဘယ်လောက်ထိအရေးကြီးတယ်ဆိုတဲ့ဟာရဲ့နောက်ခလေးတွေရဲ့ဖွံ့ဖြိုးမှုအပေါ်မိဘတွေရန်ဖြစ်တာကဘာတွေတက်ရောက်မှုရှိရဆိုတဲ့ဟာတွေကိုစောင့်မတွေကတော့ကျွန်မရေးပြီးသားပါအခု comment မှာလည်းကျွန်မ link ချပေးပါမယ်ပေါ့နော်အဲ့တော့အဓိကဒီမှာတော့ပြောချင်တာကတော့ကျွန်မတို့ဒီခလေးအနားမှာနေတာဒီမိဘနှစ်ပါးလည်းဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်သူ့နန်နီလည်းရှိရင်ရှိမယ်နောက်တခြားအဖိုးဖွားရင်လည်းတူနေတာမျိုးလည်းရှိရင်ရှိမယ်ပေါ့နော်ဒါပေမဲ့ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်ကျမတို့ဒီခလေးငယ်တွေကိုစီကန်းနေဒီ discipline တို့ boundary တို့ပြီးတော့လောက်ရမယ့်ဟာမလောက်ရမယ့်ဟာစသဖြင့်ပေါ့နော်ဒါတွေကိုတင်ပြီးတော့မယ်စီကန်းချမှတ်ပြီးတော့မယ်ဆိုလို့ရှိရင်တယောက်တစ်ပေါက်ဖြစ်လို့မရပါဘူးတယောက်တစ်ပေါက်ဆိုတာဘာလဲဆိုတော့ဥမာကွယ်ခလေးကိုတရက်ကို screen time ကနိုင်ယူွက်အဲ့ဒါကြောင့်မနက်ကနိုင်ယူွက်ကပြီးသွားပြီအဲ့ဒါကိုနောက်တစ်ယောက်ကဘာဖြစ်လဲအခုလည်းထပ်ပေးလိုက်တာဘာမှဖြစ်သွားမှာမဟုတ်တာတရက်တလေဘာမှဖြစ်သွားမှာမဟုတ်တာဆိုပြီးတော့ခလေးကိုအဲ့လိုမျိုးခလေးပူစာလိုပဲဖြစ်ဖြစ်ခလေးငိုလိုပဲဖြစ်ဖြစ်အဲ့လိုပေးလိုက်တဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါဒီခဏခဏလောက်ပါများလာရင်ဘာဖြစ်လာလဲဆိုတော့ခလေးတွေကဒီလို screen time မှမဟုတ်တော့ဘူးသူတို့တွေကလေတိတယ်ဘယ်အချိန်မှာလူကြီးတွေရဲ့ boundary ကိုစမ်းတက်ရမယ်သူတို့တွေကစမ်းတက်နေတဲ့အရွယ်တွေကိုအဲ့တော့သူတို့က screen time မှမဟုတ်တော့ဘူးအစားအသောက်ဆိုလဲအဲ့လိုပဲသူတို့ထမင်းစားချိန်မှာမုံတောင်းလဲတောင်းရင်တောင်းပါပဲအဲ့ဒါမဲ့တောင်းတဲ့အခါလဲဒီတိုင်းတောင်းတာမဟုတ်တော့ဘဲနဲ့သူဒီငိုပြမယ်မိဘတွေကိုစိတ်ရှုပ်အောင်လုပ်ပြမယ်သူတို့တည်သွားတာဗာလဲဆိုတော့မိဘအုပ်ထိန်းသူတွေစိတ်ရှုပ်ပြီဆိုရင်အဲ့တံကိုမခံနိုင်ဘူးမခံနိုင်ရင်သူတို့လိုချင်တာကိုပေးတော့မယ်ဆိုတဲ့ဟာမျိုးတည်သွားပြီဆိုတော့ ਨੇ ဘဲမှမဆိုလူကြားထဲမှာပဲဖြစ်ဖြစ်အိမ်ဖြစ်မှာပဲဖြစ်ဖြစ်သူတို့ဓာတ်တွေလောက်တော့မယ်ပေါ့နော်အဲ့တော့ခလေးတွေဒီအဲ့တော့မှထိန်ရခတ်တယ်ကြီးကြတယ်တောင်းကျမ်းတယ်စိုးတယ်ဆိုတဲ့နာမည်တွေသူတို့မှအတက်ခံရတာပေါ့အဲ့တော့လူကြီးတွေအထီတောင်မှပဲပြောကြတော့မှာပဲမိဘတွေကသားသမီးတွေကိုပြောတယ်လေနင်တို့ဒီစိုးတာနင်တို့တွေအစင်ဘယ်လိုပြောမလဲအစင်မဖြေတာဒါတွေအကုန်လုံးကမိဘတွေနဲ့တက်ဆိုင်နာမမဟုတ်တာဆိုတဲ့ဟာမျိုးပြောတတ်ကြတယ်ဆိုပေမဲ့ဒီလိုမျိုး parenting နေကို parenting ကိစ္စတွေပြောပြရင်လည်း parenting coach လုပ်တဲ့အနေနဲ့ရောကိုယ်တိုင်လည်းမိဘဖြစ်လာတဲ့အနေနဲ့ရောမှာကျွန်မဘာကိုသိလာတယ်လဲဆိုတော့တကယ်ကိုပဲမိဘတွေရှိနေသေးတယ်ဆိုရင်ပေါ့နော် 90% ကလူတယောက်ရဲ့ဒီစိုးချင်းကောင်းချင်းသူ့ရဲ့အဆင်ပြေခြင်းမပြေခြင်းဒီရတဲ့အကုန်လုံးရဲ့ 90% ကတကယ်ကိုမိဘတွေပေါ့မိဘတွေကြောင့်ဖြစ်လာတယ်ဆိုတဲ့ဟာပဲပေါ့နော်ဘာလို့လဲဆိုတော့တကယ်ကိုကျမတို့မှတော့ရှိသေးရမလားလက်ဦးစရာမိနေဖာလေနော်အဲ့တော့သူတို့တွေပထမဆုံးတွေ့ကြုံတာဆက်ဆံတာဒါတွေအကုန်လုံးကမိဘတွေစီကတင်ယူတာများတာပေါ့နောက်ချွင်းချက်ကတော့မိဘမဟုတ်ဘဲနဲ့တချို့ကျတော့အဖိုးဖွားနေတဲ့လူတွေကိုရှိရဆိုလို့ရှိရင်ဒါတွေဒီတခြားပိုးပွားအုပ်ထိန်းသူတွေစီကရတဲ့ဟာတွေလည်းဒါဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့မိဘအုပ်ထိန်းသူတွေဒီအတူတူနေတာကျမပြောရနော်အဖေမေမဟုတ်လို့အဖိုးဖွားတို့ဦးလေးတော်တို့ဖြစ်တယ်ဆိုလဲဒါအတူတူပဲမိဘအုပ်ထိန်းသူတွေတစ်ချိန်လုံးရန်ဖြစ်တယ်ခဏခဏစကားများတယ်ဒီခလေးတွေရှေ့မှာလည်းအမြဲတမ်းအမြင်မတူတာတွေခလေးနဲ့ပတ်သက်ပြီးတော့ဒီမကဘူးတခြားကိစ္စတွေရောပေါ့နော်အမြဲတမ်းအဲ့လိုမျိုးရန်ဖြစ်တယ်ဒေါသတွေထွက်တယ်ပစ္စည်းတွေဘာတွေပြက်ပေါက်တာမျိုးတွေအထိတခါတလေဒီလက်ပါတဲ့ဟာတွေပေါ့နော်ဒါမျိုးတွေအထိပါဖြစ်တယ်မဖြစ်ဘူးဆိုလို့ရှိရင်တော့မှပဲစကားများရန်ဖြစ်တာခဏခဏဖြစ်တာနဲ့ဆိုရင်တော့မှပဲဒါအကျုံးဝင်တယ်ပေါ့နော်ဆိုတဲ့အခါမှာခလေးတွေရဲ့အုံနောက်တွေကသူတို့ကနုနုလေးတွေစဉ်းစားကြည့်လို့ရတယ်ပေါ့နော်ကျမတို့တောင်မှဒါဒီလိုအသက်အရွယ်ကြီးတွေမှအလုံးလုံးနေကြတယ်ဆိုရင်ကိုယ့်ရဲ့အထက်လူကြီးတို့ကိုနဲ့ဒီပြောဆိုဆက်ဆံနေရတဲ့သူတွေတို့စိတ်မကြည်မလင်ဖြစ်တာတို့ဒေါသထွက်တာတို့ဆိုလို့ရှိရင်ကိုယ်တွေတော့မှနေကြမရှိဘူးလေနော်ကိုယ်တွေလည်းအလကားနေနေစိတ်ပင်ပန်းနေပြီးတော့အမြဲတမ်းငါ့ကိုပဲပြောတော့မလားငါ့ကိုပဲဆိုတော့မလားဆိုတော့ဒီ stress မုတ်ကြီးအမြဲတမ်း on နေရတယ်ဆိုတော့ခလေးတွေကလည်းအဲ့ဒီအတိုင်းပဲကျမတို့တွေးတတ်မယ်ဆိုရင်ပေါ့နော်သူတို့တွေကဒီလိုအိမ်မှာအမြဲတမ်းအတန်နေစူညံတန်နေအမြဲတမ်းဖြစ်နေတယ်အမြဲတမ်းအော်ဟစ်နေတယ်အမြဲတမ်းသူ
သူ့ကိုလာမဆူဘူးဆိုရင်တော့မှသူတို့ချင်းချင်းအများနဲ့ရန်ဖြစ်အော်ဟစ်နေတဲ့အိမ်နေမှာနေရတဲ့ကလေးငယ်တွေအဲ့လိုပတ်ဝန်းကျင်တွေမှာနေရတဲ့ကလေးငယ်တွေရဲ့အုံနောက်ကသူတို့ဒီဟိုဖွံ့ဖြိုးမှုတွေအများကြီးဖျက်မှုပြဿနာတွေအများကြီးတွေ့ရနိုင်တယ်ပြီးတော့သူတို့ရဲ့စိတ်ခံစားချက်ကိုလည်းသူတို့ဒီကိုယ်တိုင်မထိန်ချုပ်နိုင်တော့ဘူးထိန်ချုပ်ကင်တွယ်နိုင်မှုဆိုတော့အဝေးကြီးပဲပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကအမြဲတမ်းကြောက်နေရတာကြောက်နေတယ်ပြီးတော့ဟိုခုနကပြောတဲ့ဒီ alert mode ပေါ့နော်ကိုအမြဲတမ်းဟိုဒုက္ခပဲဟိုငါအဆူခံရတော့မလားဟိုငါကိုလည်းပြောကြရမှာဆိုတော့ဘာလို့ကလေးတွေကကျတော့ sense ကိုခံစားတတ်တယ်ဟိုဒီသူတို့ဘာမှနားမလည်ဘူးဆိုရင်တော့လူကြီးတွေဒီအဆင်ပြေနေတာလားမပြေနေတာလားဒေါသထွက်နေတာလားသူတို့ပျော်ရွှင်နေတာလားဒါတွေကိုသူတို့ကခံစားတတ်တယ်ပေါ့နော်အဲ့တော့သူတို့ဒီအမြဲတမ်းအဲ့လိုalert ဖြစ်နေတဲ့ဟာကြီး on နေရဆိုလို့ရှိရင်ကလေးတွေရဲ့ဟော်မုန်းတွေကလည်းကမောက်ကမတွေဖြစ်တယ်ပြီးတော့သူတို့ရဲ့ဒီဖွံ့ဖြိုးမှုလေးတွေအကုန်လုံးကလည်းလွတ်လပ်ပျော်ရွှင်ရွှင်မဖြစ်တဲ့ဟာကြောင့်မှုလို့ဟိုတီထွင်နိုင်စွမ်းနေလဲနောက်ကျတယ်ပြီးတဲ့အခါကျတော့အမြဲတမ်းသူတို့ဒီဟိုကော်တီဇောပေါ့နော်ကျွန်မအမြဲတမ်းပြောတယ် stress hormone တွေထွက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ဖွံ့ဖြိုးမှုတွေအားလုံးမှာသူတို့ဒီတက်တဲ့လောက်သူတို့နားလည်နိုင်တဲ့လောက်သူတို့ဟိုတိုးတက်တဲ့လောက်မတိုးတက်ဖ ೇನೆ ဒါမျိုးတွေအများကြီးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမတို့ကအမြဲတမ်းဒါရတော့အိမ်နေမှာတော့ရှိမှာပဲလေနော်ရန်ဖြစ်တဲ့အစင်မပြေဘူးဒါမှရန်ဖန်ရန်ကဖြစ်တတ်တယ်ဒါပေမဲ့အဲ့လိုအခြေအနေမှာဘလို့အကောင်းဆုံးကင်တွယ်ကြလဲမိဘတွေဒီသူတို့တွေရဲ့သူတို့တွေရဲ့စိတ်ခံစားချက်တွေကိုဘလို့ထိန်းချုပ်ကြလဲဘလို့မျိုးဒီလိုအခြေအနေတွေမှာကင်တွယ်ကြလဲပြီးတော့အချင်းချင်းဘလို့မျိုးပြန်တောင်းမှန်လဲနောက်ပြီးတော့သူတို့ဒီချစ်ချင်းမြတ်တာကိုတယောက်နဲ့တယောက်ဘလို့မျိုးပြသကြလဲပြန်ပြီးတော့ဒီလိုဟိုအစင်မပြေဖြစ်တယ်ရန်ဖြစ်ကြတယ်ပြီးတဲ့အခါမှာဟိုမှားတဲ့သူကလည်းမှားတဲ့အတိုင်းပဲတောင်းမှန်တာပြီးတော့အချင်းချင်းအပြန်အလှန်ခွင့်လွှတ်နားလဲတာဒါမျိုးလေးတွေကအစားသူတို့အစားအဆုံးဒါတင်ယူပြီးတော့မြင်တွေ့တင်တာပေါ့နော်အဲ့တော့ဒါမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ဟိုရန်ဖြစ်ပြီးရင်လည်းဒီအခြေအနေကိုကင်တွယ်သွားတဲ့ဟာတွေအကုန်လုံးဒါကလေးငယ်တွေအစားအစာတွေအကုန်တင်ယူနေတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အတွက်ကိုဟိုဒါတွေအကျိုးသက်ရောက်မှုအများကြီးရှိတယ်ဆိုတာလေးကိုပြောချင်တာပါဆိုတော့ဗီဒီယိုလေးရှည်သွားမှာဆိုလို့ကျွန်မရေးထားတဲ့ဆောင်းပါးလေးကိုလည်းဖတ်ကြည့်လို့ရပါတယ်တခြားသိချင်တာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်